ဒီနေ့ဘာလေးစားပြီးပြီလဲ အမမစားဘူး မဟုတ်လေထမင်းဘာလဲ မြေတိစားတော့မယ် မျိုးသီးစားတော့နဲ့အစင်းလိုက်ပေါ့ ဆင်းလာပြီ ဆရာဝန်ကဘာပြောလိုက်လဲ ဆရာမကအခုတစ်ပတ်အင်္ဂါနေ့ဆိုတာပြန်သွားရမယ်တဲ့သူကကောင်းကဖောက်ရမယ်တဲ့ ဟိုခေါင်းကဖောက် ဖောက်ရမယ်ဟိုကမီးဆက်ပြက်နေလို့အနာပြန်လာတဲ့ ဟုတ်ဗျာခေါင်းကဖောက် ကောင်းကဖောက်ရမယ်တဲ့ကောင်းရင်လည်းကောင်းမယ်မကောင်းရင်မကောင်းဘူးသူကဥနောက်ပြေတော့ပေါက်နေတာတဲ့ သူ့မျိုးသမီးရော သူ့မျိုးသမီးမရှိတော့ ဟော အားလုံးပဲ ဟောနောက်လည်းကြီးပါဟိုဘက်ကကလေးရရောဘာတော့လဲ အာညီကို ဒီတော့တာဘယ်လောက်ရှိပြီလဲ ရှင်းနေ ရှင်းနှစ်ဒီနေ့ဘာလေးစားပြီးပြီလဲ အမမစားဘူး မဟုတ်လေထမင်းဘာလဲ မြေတိစားတော့မယ် မျိုးသီးစားတော့နဲ့ကျောင်းကရောမနေခဲ့ဘူးလား ကြာနေကိုတော့နေရ ဟုတ်လားခုဘာလို့မနေတော့လဲ အခုရပြမယ်ဘုမနေတော့ ဘယ်ပြန်မယ်ဆိုပြီးအခုဘယ်လောက်တောင်ကြာပါပြီလဲပြန်ရတာ ပြေသွားတယ် သူကကိုရင်ဝစ်ချင်လားဟုတ်လို့လားကိုရင်ဝစ်စားတင်ရမှာနော်ပြီးတော့နေ့လေးစားလည်းမစားရဘူးဗျဖြစ်နိုင်ပါမလားရတယ်စီကန်းရှိရမှာနော်ဒီကလေးပါဖြစ်နိုင်ကိုရင်အောင်ဝစ်ပေးလိုက်ချင်တယ်နော်ထားပါတော့အခုလောဆယ်ကဒီဦးလေးကအရေးကြီးတယ်နော်ဒီဦးလေးကပွင့်နေပြောရင်အုံနောက်ကပါ ဥနောက်ပြေတော့ပေါက် အုံနောက်သူကြောပေါ့ကြည့်သူကြည့်ရလဲပုံမှန်မူမှန်တို့ဖြစ်နေလို့လူငယ်ငယ်နဲ့နော် ဘာပဲဆိုရှောက်တော့ ညဘက်ကလည်းလျှောက်သွား လိုက်ကြည့်နေသူ အဲ့တော့လေအဖွားလဲအသက်ကြီးမှနော်အပူမီးရလဲအစုံပဲဟုတ်ပြီအခုလောဆယ်ကခုဈေးုံသွားဖို့လမ်းဈေးတောင်မှရှိမှလည်းမဟုတ်ပါဘူးနော် အဲအကြောင်းမှစားဖို့တာမရှိလို့အလုပ်ကလုပ်နေမှာသူကသမီးခဏစားတော့ဆေးရောဆင်းလာတယ်သူမစားရင်မနေနိုင်ဘူးလေမူးမဲ့ပြီးလဲသွားမှစီလို့အဲ့ဒါကြောင့် ဒီပေါ့နော်မိဘဆိုတော့လည်းဘယ်ရွယ်ပဲဖြစ်ဖြစ်ကိုသားသမီးပဲနော်โอเคအခုလူပေးလိုက်တဲ့အလူရှင်လေးကကြတော့မခိုင်သစင်ညိုမိသားစုတဲ့ဖန်မျိုးอ่ะနော်မခိုင်သစင်ညိုမိသားစုဖန်မျိုးက9000လူပေးတယ်ကွယ်လွန်သူမိဘနှစ်ပါးရည်စူး၍မကြော်ပူကိုတဲ့မကြော်ပူက9000လူပေးတယ်အဲ့တော့အလုံငွေစုပေါင်း3သိန်းပါနော်ဒါဒီဦးလေးစေကူတာပေါ့နော်ဒီစေသိန်း ချမ်းသာပါစေချမ်းသာပါစေတတ်တဲ့ကိုလည်းလူနိုင်တန်းနိုင်ကြပါစေသူတေးခဲ့တက်ကိုလည်းကဲတာကျေးဇူးတွေအများကြီးတင်ပါတယ် နားလဲလားကြောနေတတိတော့ရတယ်ပေါ့ရတစ်ချက်ပါဖြစ်လားစိတ်ကလွတ်သွားလို့လားထဲထိုးထဲရထိုးโอเคစီပြကြပါစေနော်